beauty ha she wa yaw tan lu amakan lak saya sing su su lan sa ne le do ya don't beauty ha she wa yaw tan lu amakan lak saya ya be nya tin no lu ra sing le le ya ta kwin ma kanya kin bu yu yo lu ni ya bu wi hat on yin da shi mo wala mi ti lo ya baby du ri alin na mi ni si za la do ala ji ma la du yu ta ni ka sing in chin na ya du do ya era ha do ni de shi se ya Pura
အားလုံးညီညာလေးဖြစ်ကြရအောင်လိုက်ဆိုရအောင်ဩကာတဩကာတဩကာတကာယကံဝစီကံမနောကံသဗ္ဗဒောတာသတ္တေန္တောအဖြစ်တို့ကိုကြောက်ပါစေခြင်းအကျေသုံးထိန်မြအောင်တရားယရနာတရားယရနာသံဃာယရနာယရနာမြတ်တော်ဘာတို့အားအယောအတေအလေးအမြတ်လက်ဆောင်မိုး၍ရှိခိုးပူဇော်ဘုညောမှန်လျောသတော်ပါ၏အရှင်ဖေယသုံးပါးတို့အားတထာယောကျွလက်ဆောင်မိုးကရှိခိုးပူဇော်ဘုညောမှန်လျောကြောကြရာတော့တက္ကိစ္စကာရဝပနာမကောင်းမှုကုသိုလ်ကံစေရနာယနေ့ယခုအနုဒါယကာကြီးသူ့မောင်အနုဒါယကာမကြီးတော်အင်းနုမိသားစုတို့နဲ့တပါအာလုံးတော်တရားနာလာတရားနာပြတဲ့အပေါင်းသူတော်ကောင်းတို့မှမိမိတို့တက်ဆန်းသမျှတော်ပစ္စည်းတွေကအလုံးငါလူရန်တော်နဝကာမတို့ကိုလူရန်ကြောင့်ဖြစ်သောဘာနာကောင်းမှုကုသိုလ်ကံစေရနာသစ္စာနဲ့ခုနှစ်ခုတပေါင်းလာပြီးတော့၄ရက်အလူရှင်များပြကြတယ်မကွေးတိုင်းဒေသကြီးနမမျိုးနဲ့မေသူရင်ကျေးရွာဦးကျောင်းဆရာတော်ဥက္ကဏမကအမှုထားကနှစ်ဖက်တော့အဖိုးအဖွားမိဘများအမှုထား၍မန္တလေးတိုင်းဒေသကြီးပြည်ကြီးတွင်မျိုးနဲ့ခါငယ်ရက်ွက်နေအလူဒါယကာသာရဏဒါယကာကြီးဥမောင်အလူဒါယိကာမသာရဏဒါယိကာမကြီးတော်အင်းနုသာရမေအလူဒါယကာမများဖြစ်ကြတဲ့ဦးမောဝင်တော်တို့ရေဦးမျိုးတိတ်တော်ခိုင်စာဦးမျိုးတန်းတော်တီတာဝင်းဦးကျော်လွန်ဦးမက်စမာဦးအောင်နိုင်ဝင်းတော်စင်စင်ဖြုတ်မိသားစုတို့မှမွေးဖွားလာတော့သာလရဏသမီးရရဏများဖြစ်ကြတဲ့မောင်အာကာဖုံးကြီးမောင်ရဲထက်အောင်မောင်ရဲဖုံးကြီးသမီးရဏများဖြစ်ကြတဲ့မရွရည်အောင်မရွရည်ထက်မမေသွန်းခမဖူးပွင့်ရည်ထက်မမေချမ်းမြေတို့ဤရှင်ပြုနာကအလိုတော်မင်္ဂလာကုသိုလ်ပဲကြီး၌ဦးဇင်းတို့တရားမဟောသိမီတရားမနာကြသိမီတရားပိုင်ရှင်ဖြစ်တော်မူသောသောလောကထောတာတပ်ပင်ညုမြတ်စွာဘုရားကိုရောမြတ်ကြီးအားစက်ဒီမင်္ဂလာ၅မျိုးနဲ့ပြည့်စုံတော်မူသောဒီဝတ္တပတိအာဒိသောဂါရဖြင့်ဦးဇင်းတို့ဓမ္မကနာဓမ္မပလင်ပေါ်မှာခါရတော်ဖြင့်ပူဇော်ပါမယ်အာလုံးတော်တရားကံတော်ရရှိစနဲ့ခုနှစ်ခုတပေါင်းလာပြီးကျော်၄ရက်အဲ့တော့ဦးဇင်းတို့အကျိုးဓမ္မတပင်အလူရှင်များဖြစ်ကြတဲ့အလူဒါယကာတာရဏဒါယကာကြီးဥမောင်အလူဒါယကာတာရဏဒါယကာမကြီးတော်အင်းတို့မိသားစုတို့မှာမိမိတို့ရဲ့တာများဖြစ်ကြတော့ညီများဖြစ်ကြတော့ပုဂ္ဂိုလ်တို့ကိုတာဏဘောင်တို့တတိချီးမြှောက်ပူဇော်ပွဲတနည်းအားဖြင့်ပြောမယ်ဆိုရင်ရှင်ပြုနာကအလိုတော်မင်္ဂလာပွဲဒီဘက်ကိုဦးဇင်းကဗာတရားဟောမှလဲဆိုလို့ရှိရင်ဦးဇင်းတို့ဇရကမိဘတော်မှာလာတဲ့ကဏ္ဍဇက်ဘုရားအလောင်းတော်ရဲ့စဉ်းစားပုံစဉ်းစားနည်းကလေးအချက်တုံးချက်ပဲကိုဒီကနေ့ဟောကြားပေးမှာဖြစ်တယ်ပေါ့နော်အဲ့ဒီကဏ္ဍဇက်ကိုဦးဇင်းတို့ကတရားခေါင်းစဉ်ဘယ်လိုလေးပေးထားတော့ဆိုတော့အနှစ်ထော့ယူစွမ်းတဲ့လူတဲ့တရားခေါင်းစဉ်တွေကဘာလဲလဲကဏ္ဍဒရုဒါလေးကဘုရားလောင်းလေးကဘယ်လိုအနှစ်တွေထော့ယူတယ်လဲဆိုတော့ကဏ္ဍဇာတကနိဗ္ဗာန်တော်မှာလာတဲ့ကဏ္ဍဇက်ကိုဒီကနေ့ဦးဇောရဟောကြားပေးမှာဖြစ်တယ်အဲ့တော့အခုဦးဇင်းပေးခဲ့တဲ့အတိုင်းပါပဲเนาะဦးဇင်းတို့ကဏ္ဍဇက်ကအနှစ်ထော့ယူစွမ်းတဲ့လူဆိုတဲ့အတိုင်းပဲအဲ့တော့ဦးဇင်းတို့ဒီနေ့အလူရှင်များဖြစ်တဲ့ဒါယကာကြီးဥမာအလူဒကာမကြီးဖြစ်တဲ့ဒေါ်အင်းတို့မိသားစုတို့မှာအလူတစ်ခုပြုလုပ်ဖို့ဆိုတာလွယ်ရလားမလွယ်ဘူးအလူတစ်ခုပြုလုပ်ဖို့ဆိုတာမလွယ်ဘူးเนาะအဲ့မှာဦးဇင်းတို့ရှင်ပြုနာတဆိုတဲ့ပါဠိလေးကမြန်မာလိုအမှန်တော့ပပ္ပဇာလို့ခေါ်တယ်ပါဠိလိုဘာလဲလဲ
ပက်ပစ္စာတဲ့နော်အဲ့တော့ဦးဇင်းတို့တရားဓမ္မတွေဘုဟုတ္တရအောင်အဲ့ဒီပက်ပစ္စာဆိုတာလေးကိုဦးဇင်းဟာဝိချုံနဲ့တကွာလေးရှင်းပြပေးမယ်နော်အဲ့တော့ရှင်ပြုနာတာအလိုတော်မင်္ဂလာဆိုတာကဦးဇင်းတို့ပါဠိလိုဆိုရင်ပက်ပစ္စာဆိုတာဘယ်လိုမျိုးဝိချုံဆိုတာလဲဆိုတော့အတနောမလံပပ္ဖာဇေတိတိပက်ပစ္စာတဲ့ဦးဇင်းတို့ပါဠိတော်မှာအဲ့လိုလာတယ်နော်အဲ့တော့အတနောမိမိဤမလံနဲ့အငြိအကျေးဖြစ်သောမိမိရဲ့အစ္စဒအတွင်းတရားမှာရှိသောလောဘအငြိအကျေးဒေါသအငြိအကျေးမောဟအငြိအကျေးမာမာနအငြိအကျေးအဲ့ဒါမစ္စရိယဆိုရင်နှမျိုးဝင်တူခြင်းစတော့ကိလေသာအငြိအကျေးတွေကိုတဲ့ပပ္ပဇေတိကင်းအောင်ပါအောင်ဝေးအောင်နှင်ထုတ်တတ်သောကြောင့်ပပ္ပစ္စာလို့ခေါ်တယ်တဲ့ဦးဇင်းတို့ကမှရှင်းရလားအဲ့တော့ဘာအကျိုးရလဲဆိုတော့လိုက်ဆိုရအောင်ကိတ္တိမတာပညာရှင်ပါလေကဘာချဝေတာပေဝါပဇင်ခံလေကျိုးရှိကဘာကောင်းကျိုးများရာညာအမှန်ပါအဲ့ဒီရဲ့အလင်္ကာလေးကဘယ်ကလာလဲဆိုတော့ဦးဇင်းတို့ပု္ပ္ပာပကိညကကျမ်းစာမျက်နှာ3နဲ့9ကနေလာတယ်ပေါ့နော်အဲ့ဒါလေးအောင်ဦးဇင်းတို့ကဓမ္မတွေဘုဟုတ္တရမတော်ဘူးလားရသွားတယ်အဲ့လိုမျိုးမိမိတို့ကရှင်ဖြစ်ရှင်အမေတွေရဟန်းအမေတွေဖြစ်ဖို့ဆိုရတယ်ဘုံကံကြီးကိုမလိုဘူးလားဘုံကံမကြီးဘဲနဲ့မိမိတို့ကလည်းဘုံကံမရှိဘူးမိမိတို့ကလည်းဘုံကံမရှိဘဲနဲ့ရှိတော့ကပါရမီလည်းမပါခဲ့ဘူးဆိုရင်ဒီလိုအလူဘွဲဖြစ်ဖို့ဆိုတာလွယ်ပါမလားရှင်းတကာရှင်းအမှဖြစ်ဖို့လွယ်ပါမလားဘယ်လွယ်မလဲနော်သာဒနာဘဂဝန္တတဘဂဝန္တဝနာယကဘုဇဂညာနဝန္တတတတဝန္တဝပက္ခဟာဘဂဝန္တတဘုံကံကြီးမာတော်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးဤသာဒနာအဘွယ်ရှိပြတိသာရဏတော်မြတ်ကြီးကိုဘဂဝန္တဝဘုံကံကြီးမာတို့တော်တည်တာလျင်နာယကဆောင်ရွက်ခွင့်လူရန်ခွင့်ရကြလေကုန်၏အမတန်ဘုံကံကြီးမာတဲ့မြတ်စွာဘုရားရှင်ရဲ့သာရဏကိုအမတန်ဘုံကံကြီးမာတဲ့လူတို့တာလူရန်ခွင့်ဒီလိုအလူခွင့်တွေပူဇော်ခွင့်တွေရတာအဲ့တော့ဦးဇင်းတို့ဒီကနေ့ဦးဇင်းတို့တရားဓမ္မတွေကဘုံကံကြီးလို့လားမကြီးလို့လားကြီးလို့ရောနောက်အလင်္ကာလေးလိုက်ဆိုအောင်ဘုံရှိမြတ်စွာသာဒနာဘုံရှိသူသာပူဇော်သည်ဘုံရှိမြတ်စွာသာဒနာဘုံရှိသူသာပူဇော်သည်နောက်တစ်ခုပါတဲ့ပုစကညာနာဝန္တတညာနာဝန္တတဉာဏ်ပညာကြီးမှာကဘုရားရှင်ကိုယ်တော်မြတ်ကြီးသာဒနာအဘွယ်ရှိပြတိသာဒနာတော်မြတ်ကြီးကိုညာနာဝန္တဝဉာဏ်ပညာကြီးမှာသူတို့ဒီတာလျင်ပူဇကပူဇော်ခွင့်ရကြလေကုန်၏အမတန်ဉာဏ်ပညာကြီးမှာတဲ့ဒီသာဒနာတော်မြတ်ကြီးရဲ့အမတန်ကြီးမားတဲ့မြတ်စွာဘုရားရဲ့သာရဏတော်မြတ်ကြီးကိုအမတန်ဉာဏ်ပညာကြီးမားတဲ့ပုဂ္ဂိုလ်တွေဟာပူဇော်ခွင့်ရတယ်တဲ့အဲ့တော့ဦးဇင်းတို့တရားဓမ္မတွေဒီနေ့ဉာဏ်ပညာကြီးမားလို့လားဉာဏ်ပညာမကြီးမားလို့လားကဲဉာဏ်ပညာကြီးမားလို့ကိုလိုက်ဆိုရအောင်ဉာဏ်ရှိမြတ်စွာသာဒနာဉာဏ်ရှိသူတာပူဇော်သည်ဉာဏ်ရှိမြတ်စွာသာဒနာဉာဏ်ရှိသူသာပူဇော်သည်နောက်တစ်ခုကတထဝန္တာဝပက္ခဟာတဲ့တထဝန္တာဝတရားတရားယုံကြည်မှုနဲ့ပြည့်စုံသောသာဒနာအဘွယ်ရှိပြတိသာရဏတော်မြတ်ကြီးကိုတထဝန္တာဝယုံကြည်မှုတရားတရားနဲ့ပြည့်စုံသောသူတို့ဒီသာလျင်ပက္ခဟာချီးမြှောက်ခွင့်လူရန်ခွင့်ရကြလေကုန်၏အမတန်တရားတရားနဲ့ပြည့်စုံတဲ့ဒီသာရဏတော်မြတ်ကြီးကိုတဲ့အမတန်တရားတရားနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်တွေမှာဒါလည်းလူတန်းဝင်ရတာအဲဒီတော့ဦးဇင်းတို့အလူဒါယကအလူဒါယမှာဒါယကမကြီးဟာတရားတရားရှိလို့လားတရားတရားမရှိလို့လားတရားအပေါ်ယုံကြည်မှုတရားအပေါ်ယုံကြည်မှုတန်ခါအပေါ်ယုံကြည်မှုဆိုတဲ့ယုံကြည်မှုတရားတရားရှိလို့လားမရှိလို့လားရှိလို့ပေါ်ယုံကြည်မြတ်စွာသာဒနာယုံကြည်သူတာပူဇော်သည်ယုံကြည်မြတ်စွာသာဒနာယုံကြည်သူသာပူဇော်သည်ကဲအကောင်ပေါင်းဆိုရအောင်ဘုံရှိမြတ်စွာ
သာသနာဘုရှိတုတာပူဇော်တိမြတ်ရှိမြတ်စွာသာသနာမြတ်ရှိတုတာပူဇော်တိယုံကြည်မြတ်စွာသာသနာယုံကြည်တုတာပူဇော်တိအဲ့တော့ဥဒိဒါရင်းသာသာတဲ့ဘာဝနာအနှစ်တွေကိုမိမိတို့ရဲ့လက်ကျန်ဘဝမှာကောင်းစွာထုတ်ယူနိုင်ကြကုန်သောပြီးတော့တပံမိမိတို့ရဲ့အိုခြင်းနာခြင်းတည်ခြင်းကိယာနိဗ္ဗာန်ကိုမိမိတို့ရဲ့ဘဝလက်ကျန်ဘဝလေးမှာဘဝတူတူနဲ့မိမိတို့ရဲ့ဒါနနဲ့တိလနဲ့ဘဝနဲ့တွေကိုထုတ်ပြီးတကားလားအိုခြင်းကိယာနာခြင်းကိယာတည်ခြင်းကိယာနိဗ္ဗာန်ကိုအာလုံးမျက်မှောက်ပြုလွယ်ရလွယ်နိုင်ကြကုန်သောပုဂ္ဂိုလ်သူပုဂ္ဂိုလ်များများဖြစ်ကြပါစေကုန်သတည်းအဲ့တော့ဦးဇင်းတို့ရေစားမချခင်လှူဒန်းကိုလေးလုံးမှတင်တယ်နော်လိုက်ဆိုရအောင်မနော်ဣဒံမေဘုံညံဣဒံမေဒါနံဣဒံမေသီလံနိဗ္ဗာနတ္တာဘောဓိညာနတ္တာပစ္စယောဟောတုသာဓုသာဓုသာဓုဟုတ်တယ်အားလုံးအဲဒီလိုကြည့်ရမှာကြည့်ကြတယ်အားလုံးတော့အထာကမအပေါင်းတို့မှာဆရာတော်အားဓမ္မပူဇာစက်ကလူရန်ဝင်မှာဖြင့်14သိန်း2တောင်း14သိန်း5တောင်း9000ကျပ်ပြည်လူရန်မှာလေဗျာ14သိန်း5တောင်း9000ကျပ်ပြည်စက်ကလူရန်လာဖြစ်ပါလေဗျာဒီရွာတိကြီးပါကုရုကကြီးပါဘာလို့ပေါ့ဗျာအဲ့ဒါကြရကြီးပါဘာလို့လဲအကျိုးကကြီးပါဘာလို့ဖြစ်ပါလဲ14သိန်း5တောင်း9000ကျပ်ပြည်ဖြစ်ပါလေဗျာတပည့်တော်တို့သည်ကံကို၎င်းကံဤအကျိုးတရားကို၎င်းဘုံကြီးပါကုန်သည်ဖြစ်၍ကိုယ်ခွေရာတဏဂုံသုံးပါးနှင့်တကွာငါးပါးသောသီလတော်မြတ်ကိုကောင်းစွာခံယူကျင့်သောစောင့်တည်ကြပါကုန်၏အရှင်ဖေယဗန္တိအရှင်ဖေယမေအမကံကောင်းကျိုးရည်မြော်ဘုရားတပည့်တော်တို့၏ဣဒံဘုံညာဧသောယနေ့ယခုရှင်ပြုအလိုတော်မင်္ဂလာကိုအကြောင်းပြု၍လူရန်ရာသောဒါနကုသိုလ်စောင့်တည်ရာသောသီလကုသိုလ်ဈာနာရာသောဓမ္မကဝနာကုသိုလ်ပွားများရာသောဘာဝနာကုသိုလ်ဤသို့ပေါင်းညာမြတ်သောကုသိုလ်ကံစေရနာတိအာတဝခယံအ
အာတဝတရားလေးပါးတို့ဤကုံရာဖြစ်သောနိဗ္ဗာန်သို့ဝဟံမရောက်ရောက်အောင်ပို့ဆောင်နိုင်သည်ဟောတုစေစေမတွေဖြစ်ပါစေတည်းဤသို့ယနေ့ယခုပြုလို့ရသောကုသိုလ်ကောင်းမှုအဆူဆူတို့ဤအဖို့ဘာကမန္တမြကိုအမိအဖဆရာသမားဘိုးဘွားမေဆွေကိုဆောင်နဲ့အိမ်ဆောင်နဲ့ရွာဆောင်နဲ့မျိုးဆောင်နဲ့တောဆောင်တောင်ဆောင်နဲ့သာသနာတော်ဆောင်နဲ့ငရဲတနေ့ယမမင်းယေမေတနေ့ပြည့်ရှင်မင်းနတ်တော်တနေ့တရားမင်းယမမင်းတို့ကိုအစထား၍30ရေကုန်ကျင်လေကုန်သောအနန္တတတ္တဝါတို့အားအဘိဓမ္မာတို့နှင့်ထပ်တူထပ်မြကုသိုလ်ရ၍ဝမ်းမြောက်ဝမ်းသာသာဓုသာဓုသာဓုအနုမောဒနာဟောစေနိုင်စေတော်အားလုံးကြာကြာတည်းအမြဲအမြဲအမြဲယူတော်မူကြပါကုန်လားသာဓုသာဓုသာဓုအားလုံးကြာကြာတည်းအမြဲအမြဲယူတော်မူကြပါကုန်လားသာဓုသာဓုသာဓုအားလုံးကြာကြာတည်းအမြဲယူတော်မူကြပါကုန်လားသာဓုသာဓုသာဓုအားလုံးကိုယ်စိတ်နှပြကျမ်းမာချမ်းသာကြ၍အတ္တရာကျော်ရှင်နိုင်ကြပါစေ
မ
မိတ်တင်များစုံသည်ရလို့ပြောလို့မဆုံးသည်ကြောက်ရောက်အားပေးကြတာပျော်ရွှင်ရတို့ရဲ့လူပွဲတော်ရဲ့လားသူ့မကြီးရဲ့ ပြောတော့မဟုတ်လို့လားကြီးရဲ့မာကြီးရဲ့တာရှင်ပြုမင်္ဂလာဝဲဆင်းနေကြစုလီချမင်းလေးမြစ်ကြီးစီပါလေမောင်ကြီးလုံးလုံးအလေလုံးပြောလုံးပြောလို့မဆုံးနဲ့အလူတောင်းလူကြီးစီရလိုက်တာဝမ်းမြောက်လိုက်တာတို့သားမောင်ရှင်လုံးလေးသိလာလိုက်တာသမီးလေးကလက်သမီးလားအရင်လာလိုက်တာမန္တကြီးလက်ခန့်တယ်ဝါပီတိပြလိုက်တာတပတ်မိဝမှုထားပြိုင်ဆက်ရှာတဲ့ဓာတို့အလူပါအေးဆက်ဆိုင်ပြောစီရတီတို့အလူကြီးမို့တို့ညစီမယောင်မိတ်တင်များစုံသည်ရလို့ပြောလို့မဆုံးသည်ကြောက်ရောက်အားပေးကြတာပျော်ရွှင်ရတို့ရဲ့လူပွဲမောင်ရှင်လုံးလေးသိလာလိုက်တာသမီးလေးကလက်သမီးလားအရင်လာလိုက်တာမန္တကြီးလက်ခန့်တယ်ဝါပီတိပြလိုက်တာတပတ်မိပါမှုထားပြိုင်ဆက်ရှာတဲ့ဓာတို့အလူပါအားလုံးဆွေတော်မျိုးတော်ပေါင်းတို့ကျောင်းတော်ရံကိုဖျားပင့်ထွက်ခွာတော့မှာဖြစ်ပါတယ်ကဲခလာတို့ဒီတင်ချမ်းမမေမင်းမတော်ဘူးကိုယ်ကောင်းမှာအဲ့တော့ဒီအဘေးမှာတော့ပါပြီစေတနာတမှုကိအလူပွင့်ကြီးစားပါပြီစေတနာအတူလိုက်အလူပွင့်ကြီးစားပါပြီစေတနာတမှုကိအလူပွင့်ကြီးစားပါပြီစေတနာအတူလိုက်အလူပွင့်ကြီးစားပါပြီစီပြောတယ်လားညဉ့်ညဉ့်စီစီစီပြောတယ်လားညဉ့်ညဉ့်စီ
Gissami Dhammam Saranam Gissami Sangham Saranam Gissamiမြတ်စွာသာသနာကဘာတိတွေနေပါစေအရဟံစဘဂဝါစုဘုံတော်ကိုရကျွတ်ပတ်ပြီးတော့နတ်လူမြမဥခိုက်ခါဘူလိုက်ပါသည်ရှင်တော်ဖျားကျေရာလက်ဆုံးရှင်းငုံမို့မှုရောမှန်လျောကြောပါသည်ဗျာ Gissami Dhammam Saranam Gissami Sangham Saranam Gissamiမြတ်စွာဒီသနာကဘာတိတွေရဲပါစေဘဂဝါဖျားမြတ်ထားရဲ့ဒီသနာသုတ်တံဝီနီးပြီးဓမ္မကန္နာမစေတန်လျာဝေမမြတ်နိဗ္ဗာန်လို့ရောက်ကြောင်းမှန်ရာ7400ဓမ္မခန္ဓာနတ်လူမြမတို့ပူတော်ရာဆေရာလက်ဆုံးရှင်းငုံမို့ဘုညောမှန်လျောကြောပါသည် Gissami Dhammam Saranam Gissami Sangham Saranam Gissamiသာယနာမြတ်တန်ကကဘာတိတွေရဲပါစေသုပတိပန်နောစချီတော်ဘုံတော်ကိုရပြည့်မြတ်ပြီရာခြေရအရိယာခြေတန်ငါနဲ့သာသနာသုံးကြီးဆောင်းကြီးပြည်သမုဒိတန်ငါလူမြတ်မြမပူရောရမှုဥခိုက်ပါလို့ခြေရာလက်ဆုံးရှက်ငုံမို့ဘုညောမှန်လျောကြောပါသည် Gissami Dhammam Saranam Gissami Sangham Saranam Gissamiမြတ်စွာဘုရားသေယာတိယသတ္တိယသာဝနာကျွတ်ထွက်ထံရဲ့ညီညာဘုရားသာသနာဘုရားသာသနာရောင်းဝါရီတို့ဒုတိယအထွတ်ရှိကြသုံးရသာဝနာထိုင်ရကြလို့ကျိုးဆောင်လာဓမ္မပဏာသာရိကမန္တာဘုတိယရှင်ရဲ့စေယမေတ္တာရှင်တွေမမေရာဘုရောကဥခိုင်မာလူကျ ရှိတော်လေးတော်တရားများများတရားဦးလျောင်းညကျိုးလက်ဆုံးမို့စေရနာသောစမနောမျိုးရဲ့ကြည်သာဦးလျောင်းညကျိုးလက်ဆုံးမို့စေရနာသောစမနောမျိုးရဲ့ကြည်သာရှိကိုဝါရှင်ဗျာမာဒဝိတ္တကမိမိအမကိုဦးလေးနိစ္စလောတိမျက်စိရတဲ့တရားမျက်ဆုံးယနာတရားမျက်ဆုံးဓမ္မမျက်ဆုံးယနာယရဏမြတ်တော်မှာတော့အပရာယောယောဒနာစိတ်ချတိမ္မာဖြုံးမပြီးနေတရာတိလာဒုရသာကပညာဟိတယောတဘာတိတုံဒုရောယနာမလဝါတို့အပြည့်စုံကြောင့်ပြည်လေအသက်ရှိခြင်းဆင်းလာခြင်းချမ်းသာခြင်းဉာဏ်ဉာဏ်ခြင်းကုမမလာခြင်းဘုံတို့ကိုအာထုံပါခြင်းစွာတော်ကောင်းကျိုးတရားတို့နှင့်ဘဝတိုင်းပြည့်စုံကြဘုံဒီတာဖြစ်၍ဆုံးမတော်ကလာတမိမိတို့လိုရှိတောင်းတအပ်တော်ဆုနေတကွာနိဗ္ဗာန်ချမ်းသာတရားတော်ကိုလင်းမြန်စွာရတဲ့ရောက်တဲ့တော်ဒီလိုအောင်များဖြစ်ကြပါစေ စေလာမင်္ဂလာစီကြီးဖြစ်ပါပြီနတ်ဓမ္မဆောရှောင်းမြည်ကိုညီညီတဲ့ရံပါဝေယနတ်မြမလို့ရှိပါလေသဗ္ဗဒါန
အာမေနဝေဒတော်ဘုရားတခင်ကိုယ်တော်မြတ်ကြီးဖေဟာအလူဒိုင်ယာကမောအေအလူဒိုင်ယာကမောမိအေယုဝေဒတုတို့ဤနေဧဟမန္တတော်အမိလူဝိဟာရအကြောင်းအမှတ်ဖြင့်တရေတုံယံကြောမြတ်တော်မူပါကဗ္ဗမောတိမြတ်ရောင်ကြီးရွှေဘုံကိုင်းရှိကိုယ်တော်မြတ်ကြီးဖေဟာ
ဖိတ်ခေါ်နေတာအော်ဟိတ်သူကဖြိုးဟေးလိုက်မှာမရနိုင်တော့လေလေအသိများတသိမ့်သိမ့်တုံးနေမြင်မာပြီးဒီရှုံးဤဖြာဝေကြီးမာလာတော့မိဘမေတ္တာဆုံးရင်ချမရနိုင်တော့လေလေအသိများတသိမ့်သိမ့်တုံနေမြင်မာပြီးဒီရှုံးဤဖြာဝေကြီးမာလာတော့